Assalamualaikum warahmatullahi wabarakatuh ကျွန်တော်ကဆရာအဗ်ဒူလ်ဝါဟက်ပြပါရေခင်ဗျာကျွန်တော်တို့ကျောင်းမှာကျောင်းသားကျောင်းသူများမိဘအတင်းသူများနဲ့လူကြီးမင်းတို့အားလုံးကိုနှွေးချွေစွာကျိုးဆိုပါကြောင်းဘုစွာပေါ်တော်မှာပြောကြားလိုပါရေခင်ဗျာဒီကနေ့ဒီဗီဒီယိုမှာကျွန်တော်တို့ရဲ့အဟိမအခြေခံပေါ်ရတာတဲ့အကြောင်းကို message ပေးသွားမှာပြီးအတူတပင်2020ကျောင်း2020ကုန်ပြတင်နေ့အတွက်ကျွန်တော်တို့ကျောင်းမှာတာဝန်တန်းဆောင်သွားမဲ့ကျောင်းဆရာများကိုလည်း message ပြီးသွားမှာပြပါရေခင်ဗျာကဲစာကြရအောင်ကျွန်တော်တို့အဟိကမာခြေကင်းပင်အားတာတဲ့ကျောင်းဟာဝိဟင်ဂျာတော်ကားစီစကဲများတွင်တာဝန်တန်းဆောင်နေကြတဲ့ head မကြီးများဘလောက်မကြီးများနဲ့ OIE ဆရာများရဲ့ဆွေးနွေးညှိုနှိုင်းမှုပင်ဖွင့်လှစ်တဲ့ကျောင်းတစ်ကျောင်းပြပါရေခင်ဗျာကိုတော်ကားစီစကဲတွေနေတိုင်တဲ့ကျောင်းသားလူငယ်များရဲ့အပေပဲရောက်နေလာတဲ့ပညာရေးကိုဘယ်လေပွဲမှုထုတဲ့လာစေရဲ့နဲ့မိမိတိုင်းပင်နဲ့လူမျိုးရဲ့အနာဂတ်ကိုရှေ့ရှုပြီးအနာဂတ်ရှေ့ပွင့်တိလိကိုမွေးထော်နိုင်အောင်ရည်ရွယ်ပြီးအလ်ဟိကမာအရှိကေမယတားတဲ့ကြောင့်ကိုကုတူပါလောင်ဒုက္ခစီစကဲအမဲလေးငါနဲ့မစရစရနေတဝဲအတွင်ထဲတောင်လိုက်ကြောင်းကုလိုပညာရေးအတွင်ကုပြောင်းမှုဟာဝိဟင်ဂျာလူငယ်တွေရဲ့အနာဂတ်ဖူးမှုထုတဲ့လမ်းကြောင်းစီဦးတည်နိုင်တဲ့ပြည်ကြောင်းတို့အတွင်ဝင်ဟာဝိဟင်ဂျာလူငယ်တွေပညာရေးအခွင့်အရေးမစွန်းကျွန်းအောင်တင်စင်ပေးနိုင်ရင်ကျုပ်ပဲလျာရှိကြောင်းကြောက်ကြလိုပါရဲ့ခင်ဗျာစစ်လေပြီဘာသာရေးအလိုက်တင်ကြပူချသွားမယ်တို့ကြောင့်ရင်အထက်တန်းပြဆရာများနဲ့မစ်ဆေ့ကြရအောင်တီဆရာဦးစပန်ကနီမမဇာနဲ့မမတတာနီဆရာဦးအဒုံနဲ့အင်္ဂလိပ်စာတုံဆရာဦးအဒူဝါဟဲ့တင်ကြအင်္ဂလိပ်တ AC လေတာရေးတာနီနဲ့အခြေခံကွန်ပျူတာပြန်လေဆရာဦးကိစ္စယူပါပဲတာငါဆရာဦးအချက်ဓာတုပဲတာရှော့ဆရာဦးအာစီဇီဝပဲတာတော့တင်ကြလူကိုတိတိတင်ကြပူချတော်မှာဖြစ်ပါတယ်ဆက်လက်ပြီးဘာသာရေးအလိုက်တင်ကြပူချတော်မယ်တို့ဆောင်ရင်အလေးတင်ပြမဆရာများနဲ့မစ်ဆေ့ကြရအောင်တိဆရာဦးကိစ္စမမဇာနဲ့တမိုင်းနီဆရာဦးအဒူဝါဟဲ့အင်္ဂလိပ်စာတော့မမဇာတုံဆရာဦးအာစီတင်ကြနဲ့တိပန်လေးဆရာဦးအဒုံနဲ့အင်္ဂလိပ်စာနဲ့ပတော်ဝီငါဆရာဦးအရှက်တင်ကြနဲ့တိပန်6ဆရာဦးအနောဆဒက်တင်ကြနဲ့တမိုင်းကုံဆရာဦးဟမိတ်ပတော်ဝီရှိဆရာဦးကိုင်ဟုဆန်ပတော်ဝီခုဆရာဦးဥမောဘာယုတမိုင်းတို့ကိုအတိတိတင်ကြပူချတော်မှာပြပါတယ်စစ်လေပြီဘာသာရေးအလိုက်တင်ကြပူချတော်မယ်တို့ဆိုရင်မလာတဲ့ပြဆရာများနဲ့မစ်ဆေ့ကြရအောင်ဒီဆရာဦးဥမောဘာယုတင်ကြနဲ့မမစာနီဆရာဦးကိုင်ဟုဆန်အင်္ဂလိပ်စာနဲ့တင်ချတုံဆရာဦးအဒုံနဲ့မမစာနဲ့လူမှုရေးလေဆရာဦးဖိုက်ဆက်တင်ချငါဆရာဦးအဒုံမကြီးလူမှုရေးနဲ့မမစာရှောက်ဆရာဦးဟမိတ်အင်္ဂလိပ်စာကုံဆရာဦးအနောစာတဲ့တိပန်ရှိဆရာဦးအဇစ်တင်ချနဲ့မမစာကူဆရာဦးကိုက်ဆက်မမစာစီဆရာဦးအရှက်တိပန်တို့ကိုအတိတိတင်ကြပူချတော်မှာပြကြောင်းအတိပဲရှောင်းရရင်ငယ်နှိကုံဆောက်လိုက်ပါရဲ့ခင်ဗျာ